အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ခေါက်မှာတော့မိမိရဲ့လုံအားပြင်ပေါ်ကနေအိမ်အောင်ဘက်ရဲ့ကျမ်းမာရေးကောင်းမကောင်းကိုကြည့်ရဲ့နီးပေါ့နော်အဲဒီကျွန်တော်ပြောပြပေးသွားမှာပါကျွန်တော်ကတော့ပေါမောက္ခဒေါက်တာရှင်မြင့်ရဲ့သားတစ်ပည့်ကျွန်တော်ရှာဟူးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လက္ခဏာမှာအိမ်အောင်ရေးလမ်းကြောင်းကိုကြည့်ရမှာပေါ့နော်ဒါကတော့ကျွန်တော်တို့ထုံးစံတိုင်းပဲဒါအသက်လမ်းကြောင်းဒါဥကောင်းလမ်းကြောင်းဖြစ်တဲ့ညာလမ်းကြောင်းလေးဖြစ်တာပေါ့နော်ဒါကတော့နှလုံးလမ်းကြောင်းဖြစ်တယ်ကျွန်တော်တို့ဒီလက်တန်းရဲ့အောက်ခြေဗိုလ်တဦးကျုပ်ကွန်ရဲ့အောက်ကနေထွက်လာတဲ့လမ်းကြောင်းလေးပေါ့နော်ဒါကတော့အိမ်တော်ရေးလမ်းကြောင်းလို့ခေါ်တာပေါ့အဲ့တော့အိမ်တော်ရေးလမ်းကြောင်းကဘယ်လိုဖြစ်နေလဲဆိုတော့ဒီလမ်းကြောင်းဒီလိုအောက်ထဲကိုငိုက်ပြီးတော့ဒီနှလုံးလမ်းကြောင်းကိုထိတယ်သို့မဟုတ်ဖြတ်သွားရပေါ့နော်ဒီလေတချို့ဆိုရင်တော်တော်လေးဖြတ်သွားတယ်ပြီးတော့အဲ့လမ်းကြောင်းကအယောင်တောက်နေမယ်နက်နက်ရှိုင်းရှိုင်းလေးဖြစ်နေမယ်ဆိုလို့ရှိရင်အိမ်တော်ဘက်ရဲ့ကျမ်းမာရေးထိခိုက်နိုင်တာပေါ့နော်အမျိုးသမီးမှာဖြစ်ဖြစ်အမျိုးသားမှာဖြစ်အဲ့လိုဖြစ်တယ်ဆိုလို့ရှိရင်အိမ်တော်ဘက်ရဲ့ကျမ်းမာရေးဂရုစိုက်ပါဒီဟာကိုကျွန်တော်ပွင့်လင်းလင်းပြောရမယ်ဆိုလို့ရှိရင်မုတ်ဆိုးဖို့မုတ်ဆိုးမလမ်းကြောင်းလို့လည်းကျွန်တော်တို့လက္ခဏာပညာရခေါ်ပါတယ်ဒါကြောင့်မလို့ဒီလိုပုံစံမျိုးဖြစ်လာတယ်ဆိုလို့ရှိရင်အိမ်တော်ဘက်ရဲ့ကျမ်းမာရေးဂရုစိုက်ပါဒီလိုတေချာပေါက်ဒီလိုမျိုးဖြတ်သွားလို့ရှိရင်တော့အိမ်တော်ဘက်ရဲ့ကျမ်းမာရေးဆူဆူဝါးဝါထိခိုက်နိုင်တာပဲเนาะအိမ်တော်ဘက်မှာတည်ဖို့ကံပါလာလို့ရှိရင်တည်နိုင်တယ်ဆိုတဲ့သဘောရှိပါတယ်ဒါကြောင့်တည်မတည်ရတော့ကျွန်တော်တို့ကဇာတာနေပြီးစစ်ကြည့်ရင်တည်တာပေါ့เนาะဒါကတော့ကျွန်တော်တို့အိမ်တော်ဘက်ရဲ့ကျမ်းမာရေးကောင်းမကောင်းချီနီးဖြစ်ပါတယ်ဒီကအရေးကြီးရတော့ဒီဟာကအိမ်တော်တယ်ဖြစ်ရပါမယ်အိမ်တော်တယ်ဖြစ်ရမယ်တချို့ကျော်အပြူလူပြူတွေမှာဒီလိုလေးဒီလမ်းကြောင်းလေးကဒီလိုအောက်လေးကိုစိုက်သွားတယ်ဒီနှလုံးလမ်းကြောင်းတော့မထီဘူးအောက်လေးကိုဒီလိုလေးပုံမှန်ကတော့ဒီလိုလေးဖြောင်းလေးပဲဖြစ်တယ်ဒါပေမဲ့ဒီလိုလေးငိုက်သွားမယ်အပြူလူပြူမှာဒီလိုငိုက်သွားမယ်ဆိုရင်သူကအိမ်တော်မကြခင်အိမ်အောင်ကြတော့မယ်သို့မဟုတ်အိမ်အောင်ပြုကျင်တဲ့စိတ်ဖြစ်နေရဆိုတဲ့ပုံစံဖော်ပြနေပါတယ်အိမ်အောင်တဲ့အမျိုးသားမျိုးသမီးမှာအဲ့လိုပေါ်တီလိုပုံစံဖြစ်တဲ့ဆိုရင်အိမ်အောင်ဘက်ရဲ့ကျမ်းမာရေးဂရုစိုက်ပါဒီနှစ်ခုလေးတော့ကွာခြားချက်ရှိတာပေါ့နော်အဲ့တော့ကျွန်တော်တို့လက္ခဏာပညာမှာလက်ဝါးပြင်မှာပေါ်မှပဲဒီလိုလက်ဝါးပြင်မှာဒီအရေးအကြောင်းတွေဒီလိုပေါ်မှပဲကျွန်တော်တို့ပြောလို့ရမှာပေါ့နော်တချို့လက်ဝါးပြင်တွေကြောင့်မပေါ်ဘူးပေါ့အဲကြောင့်မိမိရဲ့စိတ်ဓာတ်ရေးရနေလဲစိုင်တယ်ပေါ့စိတ်ဓာတ်မာတဲ့လူကြောင့်တော်တင်ရမပေါ်ဘူးစိတ်ဓာတ်ပြောတဲ့လူတွေပဲအိမ်အောင်ဘက်အတွက်ခံစားချက်တွေများရဲဆိုရင်တော့ဒီလိုအရေးအကြောင်းတွေပေါ်တာပေါ့နော်လက်ဝါးပြင်ပြောတဲ့လူတွေလည်းအဲ့လိုအရေးအကြောင်းတွေပေါ်ပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးဘေးကင်းကြပါစေကျေးဇူးတင်ပါတယ်